အခုကျွန်တော်ရောက်နေရတော့တက်ရှိစီကိုဥက္ကဋ္ဌစကန်ဖြစ်ပါတယ်ထိုးကွန်မန်ဒိုတက်တွေဘလို့လမ်းလျှောက်လဲဆိုကြည်တာအားလုံးသိတဲ့ကျွန်တော်တို့ဒါဥက္ကဋ္ဌစကန်ပေါ့နော်ကွန်မန်ဒိုသွားနေဒါသူတို့ရဲ့မိလာချင်းပေါ့နော်တိုက်လို့စူးစားတယ်အလုပ်စူးစားတယ်မိုက်တယ်ငါတို့တက်သားတွေလောက်မင်းတို့မမိုက်ဘူးအားကြောင့်မင်းတို့ဒီစကန်ပေးလိုက်ရတာစစ်ကြောင်းမှုလည်းပါရမယ်လေစစ်ကြောင်းမှုချင်းနေဘူးလို့စစ်ကြောင်းမှုစစ်ကြောင်းမှုပေါက်ပြီစပေါက်ပြီအဲ့လိုပေါက်တာနော်ခုဝတ်ထားတဲ့ခြေကတော့16ခြေအိတ်ဖြစ်ပါလားစစ်ကြောင်းမှုကိုယ်တိုင်နော်ဒီမှာ16ခြေအိတ်နဲ့ပါ Ramish ရဲ့ညီကိုနေလင်းအဲ့ဒါမနေလင်း Rubber Ramish ရဲ့ညီကိုနေလင်းဟောပြီလားအဲ့လို hand sign တွေ gang sign တွေမလို့ပိုလီယိုကြောဆွဲသလိုတွေမလုပ်ရအောင်တကယ်ကင်တာဒါပွဲစည်းတဲ့1500 2000တန်အယုတ်မဟုတ်တော့စစ်ကျွန်တော်ဟာလည်းမဟုတ်ကျွန်တော်ဟာ